ဒီနေ့ကတော့ကျွန်တော်တောက်ကြသားသမီးလေးတွေအတွက်နည်းနည်းပြောပေးချင်တာဖြစ်တယ်တောက်ကြသားသမီးတွေမှာကျွန်တော်သိထားရမယ့်အချက်တွေရှိတယ်သူကပထမအရွယ်ရယ်ဒုတိယအရွယ်တတိယအရွယ်ပိုင်းနေဆိုရင်ပထမအရွယ်ကြတော့အမေဘတွေရဲ့ကန်နဲ့လည်းသွားတက်ဆိုင်တာဖြစ်တဲ့အတွက်ပထမအရွယ်ကထဲမတွက်လည်းရတယ်ပေါ့နော်အဲ့တော့ဒုတိယအရွယ်ကြတော့အရင်အရေးကြီးဆုံးဖြစ်တယ်နော်အရင်အရေးကြီးဆုံးဖြစ်တယ်တောက်ကြသားသမီးတွေတတိယအရွယ်ကြတော့အားနေတာများတယ်ဒါကြောင့်ပဲကျွန်တော်တောက်ကြသားသမီးတွေရဲ့ဘူမိကာလ43နဲ့50အကြောင်းကျွန်တော်ပြောပြတယ်အဲ50နောက်ပိုင်းမှာလည်းအချို့နေရာလေးတွေမှာတောက်ကြသားသမီးတွေအားနေချက်ကရှိနေသေးတယ်အဲ့တော့တကယ်သူတို့တို့အားရစရာအကောင်းဆုံးကံရောညံရောဝရိယရောအကောင်းဆုံးအချိန်ကိုပြောပါဆိုရင်ကျွန်တော်တို့ကတောက်ကြသားသမီးတွေအတွက်ဘဝရဲ့ဒုတိယအရွယ်ပဲအဲ့တော့ဒုတိယအရွယ်မှာကြတော့နှစ်ချမ်းကွဲတယ်တိဆောက်ရမယ့်အရွယ်နဲ့တိုးတက်အောင်လုပ်ရမယ့်အရွယ်တောက်ကြသားသမီးတွေကအသက်21ပြည့်ပြီးချိန်တောက်ကြဂျိုသက်ကြော်ပြီးတာနဲ့တောက်ကြဂျိုအိတ်ကြော်ပြီးတာနဲ့သူတို့ကဘာဖြစ်လဲဆိုတော့တင်းနှင်းကုန်တွေဂျိုအိတ်ကိုရောက်တယ်တင်းကုန်တွေဂျိုအိတ်က6နှစ်အဲ့ဒီ6နှစ်ကတော်တော်အရေးကြီးတယ်အဲ့တော့အသက်21ကနေ6နှစ်ဖြစ်တဲ့29အသက်22ကနေ29တို့ရတင်းနှင်းကုန်တွေဂျိုအိတ်ကိုဖြတ်တန်းတယ်အဲ့တင်းနှင်းကုန်တွေဂျိုအိတ်ကအရန်အရေးကြီးတဲ့နေရာမှာပါတယ်အဲ့တော့အသက်22ဖြစ်တဲ့အတွက်ကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ကျောင်းသားဘဝကမလွတ်သေးတဲ့အရွယ်လည်းဖြစ်နေသေးတယ်ပြီးတော့29မှာဆုံးတာဖြစ်တဲ့အတွက်အချို့ဆိုရင်တော့ဒါကျောင်းပြီးွားလို့လုပ်ငန်းဝင်နေတယ်အသက်မွေးမှုပညာတွဲတင်နေတဲ့အချိန်လေးဖြစ်လိမ့်မယ်ဒါကြောင့်ပဲအဲ့ဒီအသက်22နဲ့29ကဘဝမှာတိဆောက်ရမယ့်အရွယ်အခုလုပ်ငန်းတစ်ခုလုပ်ဖို့အတွက်ဆိုင်တစ်ဆိုင်စပြီးစောက်တယ်လို့နော်ဆိုင်အတွက် decoration ပြင်တယ်လို့အဲ့ဒီအချိန်မှာပတ်စံမရအောင်ဒါပေမဲ့ဆိုင်တစ်ဆိုင်ဖွင့်ဖို့အတွက်မြေပြင်မှာဖွင့်ဖို့အတွက်နေရာကတော့အရေးကြီးတယ်လို့တယ်ဒါကြောင့်ပဲအသက်22ကနေ29အတွက်အခြေကျဖို့လိုတယ်အဲ့ဒီမှာလွဲသွားရင်ဟိုဘက်မှာထက်လွဲတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကလေတောက်ကြသားသမီးတွေတွေ့ရင်ကျွန်တော်ပြောလေးရှိတယ်အချို့ဆိုရင်ထားပါတော့ဗျာကျွန်တော်တို့ခက်ကဆိုရင်16နှစ်ဆိုရင်10တန်းအောင်သွားပြီရိုးဘွဲဆိုရင်19 20ဆိုရင်ကျွန်တော်တို့ကဘွဲရပြီ21ဆိုရင်လုပ်ငန်းဝင်နဲ့စပြီးတော့စမ်းသက်ကာလစရောက်တယ်ကျွန်တော်တို့ခက်ပေါ့နော်ဒီဘက်ခက်နဲ့တော့မတူဘူးကျွန်တော်တို့ခက်မှာကြတော့19ဆိုရင်ကျွန်တော်ဘွဲရပြီ20 21ဆိုကျွန်တော်တို့ဒါလုပ်ငန်းဝင်ရောက်ပြီလုပ်ငန်းဝင်ရောက်တာဖြစ်တဲ့အတွက်အဲ့ဒီအချိန်လေးကအရေးကြီးတာအချို့ကအဲ့ဒီမှာစပြီးလွဲတာပဲစလှုပ်လိုက်မိတဲ့အလုပ်ကပတ်စံတစ်ခုတော့ရတယ်ဘဝအတွက်တက်လန်းလည်းမရှိဘူးမျောလင်းချက်လည်းမရှိဘူးနောက်တစ်ချိန်ကြာရင်ကိုယ့်အတွက်ပြန်ပြီးတော့ရင်းနှီးမြုပ်နှံလို့လည်းမရဘူးကိုပြန်အသုံးချလို့မရတဲ့လုပ်ငန်းခွင်ကိုရောက်သွားတာအဲ့ဒီလုပ်ငန်းခွင်မှာကျွန်တော်တို့က29ထိမျောလိုက်ပြီဆိုရင်ဟိုဘက်မှာသွားရောအဲ့တော့ကျွန်တော်တို့ကမိဘကလည်းငွေကြေးအထိုက်လျောက်ရှိတယ်ဆိုရင်29ထိကိုသူ့စီကငွေမယူဘဲနဲ့သူအတွက်အကျိုးရှိမယ်သူဝါနာပါရလည်းဖြစ်မယ်ရှိလေတက်လန်းရှိမယ်သူစူးစမ်းလို့ရမယ့်ဟာမျိုးတွေကိုတောက်ကြသားမိတွေကို22ကနေ29အတွင်းလောက်ခိုင်းစေခြင်းတယ်ဒါကြောင့်တောက်ကြသားမိတွေက22ကနေ29အတွင်းပတ်စံသာရပြီးဘာမှမရတဲ့အလုပ်မျိုးတွေကိုရှောင်စေခြင်းတယ်ပြီးတော့အချစ်ရေးအိမ်အောင်ရေးကိုစိတ်ဝင်စားပြီးတော့နော်မိန်းမကိစ္စယောက်ျားကိစ္စပဲစိတ်ရောက်ပြီးတော့လင်ယူသားမွေးလုံးမယ်ဆိုရင်လည်းအဲ့ဒီကာလတွေမှာအဆင်မပြေဘူးနော်အဲ့တော့တကယ်ကိုတိဆောက်ရမယ့်အရွယ်အသက်မွေးမှုလုံးတယ်ဆိုလဲအသက်မွေးမှုပညာမှာ29အတွင်းမှာ professional ကျွမ်းအောင်လုပ်ကျွန်တော်တို့ခက်ကဆိုမှီတယ်ဗျာဘာလို့ကျွန်တော်တို့ပြောလို့19 20ကျွန်တော်ဘွဲရပြီ20ကနေ29အတွက်9နှစ်အချိန်ရတယ်အဲ့ဒီမှာဘာလုပ်မှာလဲတက္ကသိုလ်ပညာထပ်လေ့လာမယ်ဆိုလဲတကယ်ကိုမဟာဘွဲတွေဘာတွေအကြီးနဲ့ဒါနဲ့ပြန်ရက်တည်လို့ရတဲ့အဆင့်ကိုလုပ်အပြင်အသက်မွေးမှုပညာသင်မယ်ဆိုလဲအဲ့ဒီခါ6နဲ့9နှစ်မှာကျွန်တော်တို့အောင်မြင်အောင်လုပ်အဆင်ပြေအောင်လုပ်အဲ့တော့အဲ့ဒါနဲ့ပြန်ပြီးတော့အသက်28ကနေ42အတွင်းမှာပြန်လှုပ်စားရတာဒါကြောင့်ပဲအသက်22ကနေ29ကတောက်ကြသားမျိုးတွေအတွက်တိဆောက်ရမယ့်အရွယ်ဖြစ်ပါအဲ့ချိန်မှာငွေနောက်ပဲလိုက်တယ်ငွေရရင်ပြီးတော့လှုပ်တယ်ငွေရလွယ်လို့ကျန်တာဘာမှမရဘူးဆိုတော့28ကနေ42အတွင်းလဲဒီလိုပဲလိမ့်ဖက်နဲ့သွားပြီးတော့ဟိုဘက်မှာမအောင်မြင်တော့ဘူး
ဒါကြောင့်ကျွန်တော်တို့က22ကနေ29အတွင်းတီဆောက်နိုင်ပြီးတော့ဘဝမှာအောင်မြင်ဆုံးဖြစ်အောင်လို့စပြီးတော့အသက်မွေးမှုတွေလေ့လာမယ်တခုခုတွေလှုပ်ထားနိုင်တယ်တင်နန်းတွေတက်ထားမယ်ကျောင်းတွေထက်တက်မယ်လေ့လာမယ်ဆိုရင်28ကနေ42အတွင်းမှာအောင်မြင်ဆုံးဘဝကိုရတယ်အဲ28ကနေ42အတွင်းမှာတီချာချာမကြိုးစားလိုက်ဘူးဆိုရင်43ကနေဘဝငြိမ်ဝင်ကြီးတိကပိုဆိုးသွားလိမ့်မယ်အဲဒါကြောင့်ဒုတိယအရွယ်လေးကအရေးကြီးတာအသက်22ကစပြီးသူများလိုရေးလေးအားလေးလှုပ်ဖို့အချိန်မမီတော့ဘူးကျန်တဲ့နေသားတွေလေနေပါစေရတယ်လေနေလို့ရသေးတယ်ကျန်တဲ့နေသားတွေအင်္ဂါသားသမီးတွေလေနေအောင်ရတယ်စနေသားသမီးတွေလေနေအောင်ရတယ်သူတို့ကအသက်ကြီးပိုင်းမှာကံပြန်ပေးသေးတယ်တောက်ကြတွေကအသက်ကြီးပိုင်းမှာကံပေးဖို့မရှိဘူးမဟုတ်ရှိတယ်ငငယ်တွေကတိဆောက်ထားတဲ့အရှိန်ကအဲ့ဒီမှာသွားပြီး effect ဖြစ်တယ်ဒါကြောင့်ငယ်ရွယ်စင်မှာအရေးကြီးတယ်ငယ်ရွယ်စင်မှာမလေနဲ့လို့ပြောတာမလေနဲ့ဒါလေးကိုကျွန်တော်တို့သိစေချင်ပါတယ်เนาะဒါလေးကိုတစ်ချက်သိစေချင်တယ်အဲ့တော့အဓိကအကြဆုံးကတကယ်ဘဝမှာအောင်မြင်ဆုံးအိုးအိမ်ချမ်းမြေတိုက်တာကားစီးစိမ်ဥစ္စာပစ္စည်းဥစ္စာဒါတွေအကုန်လုံးပြည့်စုံနိုင်တဲ့ကာလက28ကနေ42အတွင်းမှာအဲ့တော့28ကနေ42အတွင်းကိုနေသားချင်းစီအဖွားစာတာချင်းစီအလိုက်ကျွန်တော်ပြောပြမယ်တောက်ကြဘင်္ဂဘွားတွေတောက်ကြဘင်္ဂဘွားတွေကအဲ့ဒီအချိန်မှာအရေးကြီးတယ်တောက်ကြဘင်္ဂဘွားတွေကသူများတွေနဲ့မတူဘဲနဲ့ဆော့ဆော့ဆာဆာလောက်ကြတာကိုကြိုက်တယ်သူများတွေနဲ့မတူဘဲနဲ့ပေါင်းတင်ဆက်ဆံရေးပြောဆိုဆက်ဆံရေးနယ်ပယ်နဲ့လိုက်ရောညီထွေနေနိုင်သွားတယ်ဆိုရင်28ကနေ42အတွင်းအောင်မြင်လိမ့်မယ်ဒါကြောင့်တောက်ကြသားသမီးက28ကနေ42အတွင်းစွန့်စားပါအစုဆက်ရှယ်ရလောက်အောင်မကြောက်နဲ့စကားများများပြောပြီးမိတ်ဖွဲ့ပါမိတ်အားနဲ့အောင်မြင်အောင်လုပ်ပါ28ကနေ42အတွင်းအဲ့လိုလုံးနိုင်ရင်တောက်ကြဘင်္ဂဘွားတွေကအောင်မြင်လိမ့်မယ်တောက်ကြမရဏဘွားတွေတောက်ကြမရဏဘွားတွေကအဲ့ဒီအချိန်မှာတတိထားရမယ့်အချက်တွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့မရဏဘွားလည်းဖြစ်တယ်အချို့နေရာတွေမှာလမ်းကြောင်းကလည်းနည်းနည်းလွဲတတ်တယ်ဆိုတဲ့အချက်ကတောက်ကြမရဏဘွားတွေမှာအများဆုံးတွေ့ရတယ်အချို့တောက်ကြမရဏဘွားတွေဘွဲကောင်းကောင်းရတယ်နော်တကယ်အင်ဂျင်နီယာဘွဲကြီးတွေရတယ်တကယ်ကိုဆရာဝန်ဘွဲကြီးတွေရတယ်တကယ်လေအုံနောက်ညံရီထက်မြက်ပြီးတော့ဘွဲကောင်းကောင်းရတယ်ဒါပေမဲ့အဲ့ဒါကိုပြန်ပြီးတော့ဘဝရက်တည်မှုလုပ်တဲ့အခါမှာထင်သလောက်မအောင်မြင်တာတွေဖြစ်တာကျွန်တော်အများကြီးတွေ့ရတယ်ဒါကြောင့်တောက်ကြမရဏဘွားတွေကိုကျွန်တော်တို့ကလမ်းကြောင်းရွေးတာမှန်ပါစေလို့နံပါတ်1အချက်ပြောလို့တယ်ဘယ်လိုလမ်းကြောင်းရွေးရမလဲဘယ်လိုမှန်အောင်လုပ်ရမလဲဆိုတာတယောက်နဲ့တယောက်အခြေအနေချင်းမတူဘူးအဲ့တော့ကျွန်တော်တို့ကအဲ့ဒါလေးကိုသိစေခြင်းတယ်အဲ့တော့တောက်ကြမရဏဘွားတွေရဲ့အားနည်းချက်ကစကားအပြောဆိုအချို့နေရာတွေမှာအားနည်းတယ်အချို့ကြတော့စကားပြောလှအောင်မပြောတတ်တာအချို့ကြတော့စကားကိုလိမ့်ပတ်လည်အောင်မပြောတတ်တာအဲ့ဒီအချက်မျိုးတွေကိုကျွန်တော်တို့သတိထားပြီးတော့စင်ញံမှာပြီးတော့ရေရှည်စီမံကိန်းတွေကိုတွားပါရေတိုပတ်ဆိုင်ရတာကိုလုံးဝမမြင်မဲနဲ့ရေရှည်မှာငါဘာဖြစ်လာမယ်ဒါကိုရင်းလိုက်ရင်ငါဘယ်နှစ်လောက်ဆိုရင်တော့ဒါနဲ့ငါအသက်မွေးအောင်ပြုလို့ရမယ်ဒါနဲ့ငါစီးပွားရှာလို့ရမယ်အဲ့လိုမျိုးရေရှည်ရင်းနှီးမြှုပ်နှံနေမှုတွေကိုတွားစေခြင်းတယ်နှုတ်ဆိုရင်တောက်ကြမရဏဘွားတွေကအဲ့ဒီဟိုမရောက်ဒီမရောက်နဲ့ဝါတာတာနဲ့ပုံမှန်လစာဝင်ငွေနဲ့တွားတာမျိုးအများကြီးတွေ့ဘူးလို့လေအဲ့ဒါကိုကျွန်တော်တို့သိစေခြင်းတယ်အဲ့တော့တောက်ကြပူတီဘွားတွေတောက်ကြပူတီဘွားတွေကြတော့အဲ့ဒီဘဝရဲ့ဒုတိယအရွယ်တွေမှာအောင်မြင်တဲ့အလားအလာတွေအများကြီးတွေ့ရတယ်။နော်မိန်းကလေးတွေဆိုရင်စင်းငိုင်မှာအကြီးဆုံးဖြစ်ကြတယ်ဒါကြောင့်တောက်ကြပူတီဘွားတွေဖြစ်တယ်ဆိုရင်စင်းငိုင်ဝါနာဘွားတွေဆိုအကုန်တက်နော်ကျွန်တော်စင်းငိုင်နဲ့ပတ်သက်တဲ့အခုဒီဘက်ခက်စားသေးလားမခက်စားတယ်မျိုး NCCI တို့ ACA တို့အိုကျောင်းငယ်ရဆို MYOB စသဖြင့်ပေါ့ဒီလိုမျိုးတင်တန်းတွေတက်လို့ရသမျှတက်မယ်စင်းဇရာနဲ့ပတ်သက်ပြီးအရန်တဲလန့်ရှိတယ်အရန်တော်တယ်အရန်ရက်တည်လို့ရတယ်ဒီမှာပါတယ်ဒုတိယအနေနဲ့ fashion designer အဲ့လိုအလုပ်မျိုးတွေနဲ့အောင်မြင်တတ်ကြတာကိုလည်းကျွန်တော်တို့တွေ့ရတယ်ပြီးတော့တောက်ကြပူတီဘွားတွေကသူများတွေနဲ့မတူဘဲနဲ့ဘဝမှာအောင်မြင်မှုကြဆုံးမှုကလည်းအချိန်ပေးရတယ်ဒါကြောင့်ချက်ချင်းပေါ်ပင်အောင်မြင်နေတယ်ဆိုရင်တောက်ကြပူတီဘွားတွေဘာမှလှုပ်ရှားလို့မရဘူးဘယ်ဟာလှုပ်အချိန်ပေးရတယ်အဲ့ဒါတောက်ကြပူတီဘွားတွေရဲ့အထာပဲအဲ့တော့စိတ်ရှည်ရတယ်တိခံရတယ်ဇွဲရှိရတယ်ဟာ6လလောက်ဒီငါအလုပ်ကအယောင်ပါနေတယ်တော်ပြီပိတ်လိုက်မယ်မဟုတ်ဘူးတစ်နှစ်လောက်မှရောင်းနေမှရောင်းရမယ်သူကကံကိုအချိန်ကြာတတ်တယ်ဒါကြောင့်ပဲအများနဲ့ကျွန်တော်ပြောတယ်တောက်ကြပူတီဘွားဖြစ်တဲ့ဆိုရင်ဝန်ထမ်းလုပ်နေလားလုပ်ပါအလုပ်တစ်ဖက်နဲ့ကိုယ်ပိုင်စီးပွားရေးလေးလုပ်ကြည့်အလုပ်တစ်ဖက်နဲ့ online စီးပွားရေးလေးလုပ်ကြည့်
အလုံးတစ်ဖက်နဲ့စနေတင်ကိုတွေပိတ်ရလေးမှာငါဘာလုပ်ကြည့်မလဲလုပ်ကြည့်အဲ့ဒီရနေတဆင့်ကိုပိုင်စီးပွားရေးဝင်ငွေလေးများလာတယ်ဝင်နေလကစားရဲ့ဝင်ငွေကိုကြော်ဖြတ်လာတယ်ဒါဆိုငါဒါနဲ့ရက်တီလို့ရပြီလားကိုကဆုံးဖြတ်လို့ရပြီဆိုဒီဘက်မှာဝင်နေထွက်ပြီးကိုပိုင်စီးပွားရေးကိုခြေစုံပြည့်ဝင်ဘုံကနေခြေစုံပြည့်ပြီးဝင်လို့မရဘူးဘာလို့ချက်မအောင်မြင်တာဖြစ်တဲ့အတွက်အဲ့ဒါလေးတစ်ချက်သိဖို့လိုပါတယ်အဲ့တော့တောက်ကြမနနဝါတတိထားပါတောက်ကြပင်ကဝါစွန့်ကြပါတောက်ကြပူရီဝါအချိန်ပေးပါတောက်ကြအထုံးဘွားတွေကြတော့တယောက်နဲ့တယောက်မတူဘူးဗျမတူဘူးတောက်ကြအထုံးဘွားတွေမှာ10ယောက်လောက်မှာ9ယောက်လောက်ကမိဘပတ်စံရှိတာများတယ်3ယောက်လောက်ကတော့ထားပါတော့ဗျာသူ့ကန်ရမပေါ့ဒါမဲ့9ယောက်လောက်ကမိဘကလေဘယ်လိုပြောမလဲဆိုတော့စပိုးတင်းကောင်းပေးနိုင်တယ်အဲ့ဒီအချက်ကပဲသူ့ကိုစွမ်းကိုစားနဲသွားစေတာလေကျွန်တော်တို့တွေ့ရတယ်ဟောအချိန်နဲ့မိဘအမွေရမှာပဲငါမှမိဘကပဲခြံ3ခွက်ကာဗနက်စီရွှေပနပိတ်တာရှိတယ်ဒီလိုမျိုးပေါ့နော်အဲ့ဒီဟာနဲ့တဆင့်ကိုစွမ်းကိုစားမထုတ်ရင်ရတယ်လူညွတ်တုံးရတယ်အဲ့တော့ပတ်စံတော့ရှိနေတယ်နေတော့နေနိုင်လေအောင်မြင်တယ်ဆိုတဲ့လူတယောက်ဖြစ်ဂုံယူမခံရဘူးထက်မြက်တယ်ဆိုတဲ့လူတယောက်ဖြစ်မလေးစားမခံရဘူးအဲ့လိုဘဝမျိုးရောက်သွားတတ်တယ်ဒါကြောင့်တောက်ကြအထုံးမွားတွေကပတ်စံမရှိတဲ့လူတော့မပြောလို့ဘူးစူးစမ်းပေါ့ငငယ်တွေကပတ်စံရှိတဲ့လူတွေကိုပြောချင်တာနော်မိဘရှိတယ်ဆိုပြီးတော့မေးမလိုက်ပါနဲ့ကိုစမ်းကိုစားပိုထက်မြက်အောင်လုပ်ပါပိုအောင်မြင်အောင်လုပ်ပါမိဘလက်ထက်ရှိတဲ့ငွေနဲ့ပို့ပြီးတော့2ဆ3ဆငါပွားနိုင်အောင်လုပ်ပြမယ်ဆိုတဲ့စိတ်မျိုးထည့်ထားစေခြင်းတယ်အဲ့ဒီမှာသတိထားရမယ့်အချက်ကတောက်ကြအထုံးမွားတွေကအိမ်အောင်ရေးမှလည်းနည်းနည်းကြောကြောင်ဖြစ်တယ်နော်တောက်ကြအထုံးမွားတွေရဲ့တောက်ကြရသားဘွားတွေအိမ်အောင်ရေးနည်းနည်းညံ့တယ်အဲ့တော့တောက်ကြအထုံးမွားတွေကအိမ်အောင်ရေးကိုအရန်ကြီးယုံကြည်အားကိုးလို့မရတာဖြစ်တဲ့အတွက်အဲ့ဒါကိုတော့ကျွန်တော်တို့ပြောလို့တယ်ဗောနော်ပြောလို့တယ်အဲ့တော့တက်နိုင်တယ်ဆိုရင်တော့ကျွန်တော်တို့ကလေအိမ်အောင်ပြုတယ်ဆိုရင်တင်းကုန်နေနဲ့အင်ကောင်ကိုမယူနဲ့အခြားနေနိုင်လဲကောင်းတယ်လို့ဆိုတော့မဟုတ်တင်းကုန်နေနဲ့အင်ကောင်ကတော့တေချာပေါ့မကောင်းဘူးဆိုတာပြောနိုင်လို့နော်တောက်ကြဖြစ်တယ်ဆိုရင်နော်အထုံးမွားလည်းဖြစ်တယ်ဆိုတော့တင်းကုန်နေနဲ့အင်ကောင်ကိုမယူနဲ့ယူတယ်ဆိုရင်တစ်ချိန်မှာအိမ်အောင်ရေးတောကရှိနိုင်တယ်အသက်40မှလည်းဖြစ်50အိမ်အောင်ရေးတောကတစ်ချိန်ကြုံနိုင်တယ်ဒါလေးတစ်ချက်ပြောလို့တာဖြစ်ပါတယ်เนาะသူတို့ကတော့မိဘကရှိတယ်ရေကန်တင်ကြတဲ့ဖြစ်တဲ့အတွက်ရေးစေးကိုလမ်းကြောင်းကိုရွေးလို့ရမယ်ကိုကနာပါတာအချိန်ပေးပြီးလုံနိုင်သွားပါလိမ့်မယ်တောက်ကြတိုက်ဖွာတွေကြတော့မူလဖွာစာတာကကန်ညံ့နေတဲ့ပါတယ်တောက်ကြတိုက်ဖွာဖြစ်တောက်ကြတိုက်ဖွာတွေမှာအားနည်းချက်တွေအများကြီးကျွန်တော်တို့တွေ့ရတယ်ဘာလို့ဆိုတော့ဒီဘက်မှာရှိတဲ့တင်းလာဂျိုနဲ့ကလည်းသူတို့ကမတည့်ဘူးတင်းလာဂျိုနဲ့ဂျိုချင်းမတည့်ဘူးတင်းလာကတောက်ကြသားသမီးတွေအတွက်အနီးကပ်လူလို့ပြောတာဒါကြောင့်ပဲမိသားစုတို့အိမ်တွင်းရေးတို့အနီးကနေရတဲ့ညီကိုမောင်နှမတို့အဖေအမေတို့အဲ့ဒါတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတောကရောက်ရတယ်ဒါကြောင့်မိဘတောကတို့နော်ညီကိုမောင်နှမတောကတို့အိမ်အောင်ကြောက်ဝိုင်းအိမ်အောင်ဘက်အတွက်တောကတို့မွေးလာတဲ့သားသမီးတွေတောကအဲ့လိုတောကတွေများတယ်ဒါကြောင့်ပဲတောက်ကြတိုက်ဖွားတွေကလူပြိုကြီးအပြိုကြီးဖြစ်ကြတာများတယ်အိမ်အောင်ရေးမှာဆိုလဲဒုက္ခနဲကြတော့တစ်ချိန်ခါကြရင်အချို့ဆိုရင်စင်ကယ်မာသားဖြစ်ပြီးအိမ်အောင်ထပ်မပြုတ်ပဲနေသွားတယ်အချို့ဆိုရင်တယောက်တည်းတစ်ခုလက်ဖြစ်ပြီးတော့အိမ်အောင်ထပ်မပြုတ်တော့တာမျိုးတွေအဲ့လိုမျိုးအနီးကပ်နေတဲ့လူတွေရဲ့ဒုက္ခပေးခြင်းခံရတာမျိုးများတယ်ပြီးတော့တောက်ကြတိုက်ဖွားတွေကတီးတက်နေလို့စိတ်အရန်ပြင်းထန်တယ်တိတ်ပြီးဇိုင်းမတူရင်မပေါင်းညင်သူဇိုင်းမတူတော့ငါဟီလီဟာလေးလုပ်ပြီးတော့လိုက်အောင်ကြီးတွေတိတ်မနေကြဘူးเนาะမနေကြဘူးဒါကတော့သူတို့ဇိုင်းဖြစ်တဲ့အတွက်ဒါတော့အပြစ်ပြောလို့မရဘူးကိုနဲ့တိတ်မတူရင်ဟိုဟာဖြစ်တဲ့အတွက်အပေါင်းအသင်းလဲဒေဇာတာရှင်တွေကနေတဲ့တဲမှာပါတယ်ထက်မြက်တယ်လူရည်လဲတယ်တခုရှိတာသူတို့ကဆရာလောက်ကြတာကိုကြိုက်တယ်လို့ဆရာလုံနိုင်စွမ်းလဲမြင့်မားတာဖြစ်တဲ့အတွက်ဆရာအလုပ်တွေနဲ့အသက်မွေးရတယ်ဆရာလို့ဆိုတော့ကျောင်းဆရာလုပ်ရမယ်ဒီလိုမျိုးပေါ့တော့မဟုတ်ဘူးဟုတ်တာပြောတာမဟုတ်ပါဘူးအခြားဘယ်နယ်ပယ်မှာမဆိုဆရာလုပ်လို့ရတယ်ဒါပါတော့အလှပြင်တာတက်တယ်ဆိုတော့အလှပြင်တဲ့တင်တန်းတွေပြန်ဖွင့်နိုင်တဲ့အထိကိုဒါကိုလေ့လာပြီးတော့တင်တန်းတွေပြန်ဖွင့်မယ်ကျောင်းစာလေ့လာတယ်ကျောင်းစာမှာဝါနာပါတယ်ဆိုတော့ထားပါတော့ဒီကျောင်းနဲ့ပတ်သက်တဲ့ဘာသာရေးဆိုင်ရာဆရာတွေဒါမှမဟုတ်လေအင်္ဂလိပ်စာကျွမ်းလို့တင်တန်းဆရာတွေအဲ့လိုမျိုးဆရာအလုံးနဲ့အသက်မွေးရင်ဘဝမှာပို့ပြီးတော့အောင်မြင်ကြတယ်ဘာလို့သူတို့ကသူများနဲ့လည်းပုံစံမတူအတီးတက်နေလို့စိတ်လည်းရှိတယ်ဆိုတော့ဆရာနဲ့စာအရန်ကြိုက်တာကျွန်တော်တို့တွေ့ရတယ်ဒါကတော့တောက်ကြတိုက်ဖွားတွေအတွက်အဲ့တော့ငယ်တုန်းမှာသူတို့လည်းပြင်ဆင်ဖို့လိုတယ်ဘဝအတွက်သူများတွေအတွက်ပေးဆက်ရတာများရတဲ့မှာလည်းတောက်ကြတိုက်ဖွားတွေပါတယ်ဗောနော်အဲ့ဒါပြီးတော့တောက်ကြယာစဘွားတွေတောက်ကြယာစဘွားတွေကဘဝရဲ့ဒုတိယအရွယ်တွေမှာကြတော့သူတို့အနေနဲ့သတိထားဖို့လိုတယ်ဗျသူတို့ကအိမ်အောင်ရေးကံမကောင်းဘူးတောက်ကြအထုံးဘွားတွေနဲ့တူတယ်အထုံးဘွားတောက်ကြအထုံးဘွားနဲ့တောက်ကြယာစဘွားနဲ့ရှင်တောက်ကြယာစဘွားအိမ်အောင်ရေးကံပုံညံ့အိမ်အောင်ရေးကံပုံညံ့တယ်ဒါကြောင့်အိမ်အောင်ရေးနဲ့ပတ်သက်ရင်သူတို့က
သတိထားရမယ့်တဲမှာပါတယ်လို့ပဲကျွန်တော်တို့ကတော့မြင်တယ်ဒါကြောင့်ပဲဘဝအောင်မြင်ရမယ့်အခြေအနေမှာအိမ်တော်ရေးတောကတွေကြောင့်နှစ်ယောက်ယုံရမယ့်ဟာတွေကိုတယောက်တည်းယုံနေရတာမျိုးတွေအဲ့လိုမျိုးတွေလည်းအများကြီးတွေ့ရတယ်အိမ်တော်ဘက်ကဖောက်ပြန်တာမျိုးတွေကတောက်ကြရာဇဝါတွေမှာအများဆုံးတွေ့ရတယ်ဒါကြောင့်ကလေးတွေကိုကိုယ်တိုင်တယောက်တည်းရှာကျွေးရလို့ရှေ့မရောက်တာမျိုးတွေလည်းတောက်ကြရာဇဝါတွေမှာတွေ့ရတယ်အဲ့တော့အောင်မြင်ကြလားဆိုရင်တောက်ကြရာဇဝါတွေကစီးပွားရေးနယ်ပယ်မှာအောင်မြင်ကြတာများတယ်အဲ့တော့တောက်ကြရာဇဝါတွေမွေးထားတဲ့မိဘရဲ့အနေနဲ့ငယ်ငယ်လေးကကလေးကိုယောက်ျားလေးဖြစ်စေမိန်းကလေးဖြစ်စေစီးပွားရေးပညာကောင်းကောင်းသင်ပေးတာပါကျောင်းပညာတဲ့အပြင်စီးပွားရေးနဲ့ထိတ်ဆုံးရောက်အောင်မြင်နိုင်တဲ့စီးပွားရေးနဲ့ထုံထုံပေါက်ပေါက်အောင်မြင်ကြတဲ့လူတွေထဲမှာတောက်ကြရာဇဝါတွေကအရန်တွေ့ရတယ်အရန်ကောင်းပါတယ်အိမ်တော်ရေးမကောင်းပေမဲ့စီးပွားရေးပိုင်းဘဝအောင်မြင်ရေးပိုင်းချမ်းသာမှုကြွယ်ဝမှုအပိုင်းတွေမှာကောင်းပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကစီးပွားရေးပညာသင်မှာစီးပွားလုပ်ပါအဲ့တော့ကိုတက်ထားတဲ့ပညာကိုစီးပွားရေးအနေနဲ့ပြန်ဖလှယ်လို့ရနိုင်တယ်ဆိုရင်လည်းကျွန်တော်ဖလှယ်ပါအဲ့လိုမျိုးလုပ်ကြည့်ပါဒါဆိုရင်တော့အဆင်ပြေပါလိမ့်မယ်အိမ်တော်ရေးကမကောင်းတဲ့အတွက်အိမ်တော်ပြုဖို့ဆိုတာမျိုးကိုလည်းကျွန်တော်တို့ကအရန်ကြီးမတိုက်တွန်းဘူးအရန်ကြီးလည်းမကောင်းဘူးအိမ်တော်ရေးနဲ့ပတ်သက်ပြီးတော့လည်းညံ့နေတဲ့မှာကျွန်တော်တို့ကပါတယ်ဗောနော်ပါတယ်ဗောအထူးသဖြင့်သူတို့တွေကကြာတာပလေးတွေကိုအိမ်တော်ပြုလို့မကောင်းဘူးတနင်္လာတွေနဲ့အိမ်တော်ပြုလို့မကောင်းဘူးအဲ့ဒီနေ့နံတွေကကိုယ့်အတွက်မကောင်းဘူးလို့ပဲပြောရမှာပေါ့တင်းလာအိမ်တော်ပြုရင်ကြာပြီးအိမ်တော်ပြုရင်တစ်ချိန်ချိန်မှာပြန်ကွဲနိုင်တယ်အခြားနေနံကိုလည်းမကွဲဘူးလားအဲ့လိုပြောတာမဟုတ်ဘူးအခြားနေနံမှာလည်းဟိုဘက်ကအိမ်တော်ဘက်ရဲ့ဇာတာမှာကိုယ်နဲ့မကိုက်ရင်အိမ်တော်ကြီးကန်အဆင်မပြေဖြစ်တတ်တယ်เนาะဒါလေးတစ်ချက်ပြောချင်တာဖြစ်တယ်အဲ့တော့တောက်ကြအဓိပတိဘွားတောက်ကြအဓိပတိဘွားတွေကသူများတွေတဲ့မတူတဲ့အချက်ကဘာလဲဆိုတော့သူတို့ကြတော့ဝေးလံခေါင်ပြားတဲ့နေရာတွေမှာအောင်မြင်ကြတယ်ဒဇင်းတရံလူမျိုးကြားဘာသာကြားတွေနဲ့အောင်မြင်ကြတာဖြစ်တဲ့အတွက်အသက်အဒီ21ပြည့်ပြီး22ကနေအသက်42တွင်းကနိုင်ငံခြားသွားတာရက်ဝေးသားတာနိုင်ငံခြားသွင်းကုန်ထုတ်ကုန်လုပ်တာဒဇင်းတရံတွေကြားထဲမှာအောင်မြင်အောင်လုပ်တာသူများနဲ့မတူတဲ့စီးပွားရေးတွေဒါပေါ်တော့အဝေးရနဲ့ပစ္စည်းတွေကိုတည်တယ်အဝေးကိုပစ္စည်းပို့တယ်နိုင်ငံခြားကိုပစ္စည်းတင်ပို့တယ်နိုင်ငံခြားပစ္စည်းတွေတင်သွင်းပြီးဒီမှာဖြန့်ချီတယ်နိုင်ငံခြားကုမ္ပဏီတွေမှာဝင်လုပ်တယ်နိုင်ငံခြားဘာသာစကားတွေနဲ့ရက်တည်တယ်ဘာသာပြန်အလုပ်တွေလုပ်တယ်နိုင်ငံခြားမှာသွားအခြေကျတယ်အဲ့တော့တောက်ကြအဓိပတိဝါတွေမှာအမေရိကမှာနေတယ်ဥရောပမှာနေတယ်ဩစတြေးလျမှာနေတယ်လို့အဲ့လိုမျိုးတွေအများဆုံးတွေ့ရပါတယ်နော်နိုင်ငံရဲ့ခြားအကျိုးပေးတာဖြစ်တဲ့အတွက်ငငယ်တွေကရွယ်ချက်ကလည်းနိုင်ငံခြားသွားဖို့ဆိုတဲ့ရွယ်ချက်နဲ့ဆိုရင်ပိုကောင်းတယ်ဒါကြောင့်ပဲကျွန်တော်တောက်ကြအဓိပတိဝါတွေဖြစ်တယ်ဆိုရင်ဟို IS ထားတင်လားရိုးရိုးကျွန်တော် government school ပဲထားရမလဲဒါမှမဟုတ်လေ PSထားမလားဂျူရဲထားမလားကြိုက်လို့ဘလို့ပဲထားတာနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတစ်ချိန်ချိန်မှာဖြစ်လာအောင်ပြောနိုင်ငံခြားနဲ့ပတ်သက်အကြောင်းတွေကိုငငယ်တွေကလှုပ်ထားပါတော့အချို့ဆိုရင်ဒါ GD ဖြစ်မယ် ICJ ဖြစ်မယ်ဖြစ်ပြီးတော့နိုင်ငံခြားသွားကျင်တယ်ဆိုတော့တောက်ကြအဓိပတိဝါလေးတွေကပို့ပြီးဖြစ်ကြတာများတယ်အောင်မြင်ကြတာများတယ် scholarship ဘာညာရှောက်လေသူတို့ကပို့ပြီးတော့လွယ်တယ်နိုင်ငံခြားကန်ကောင်းတဲ့အတွက်ဒါကြောင့်တောက်ကြအဓိပတိဘွားလေးတွေကိုမွေးထားတယ်ဆိုရင်တော့ဘာသာစကားကိုသင်ပေးတာပါနိုင်ငံခြားနဲ့ပတ်သက်တဲ့ဟာလေးတွေသိအောင်လုပ်ပါပြီးပါနိုင်ငံခြားနဲ့ကိုလူဆက်ဆံသွားလာနေရတယ်ဆိုရင်ကလေးကိုနွေရာသီကျောင်းပိတ်ရက်တွေမှာနိုင်ငံခြားကိုခေါ်သွားတာမျိုးတွေအလဲအပတ်ပေါ့နော်လေရင်ဘယ်လိုစီးရတယ်ဘာညာတွေအကုန်သင်ပေးထားတာမျိုးတွေသူတို့နိုင်ငံဒလိလေးတွေနိုင်ငံခြားရဲ့ဟာလေးတွေကိုလေ့လာပေးတာမျိုးလုပ်ထားတယ်ဆိုရင်သူတို့အတွက်အဲ့ဒီအရွယ်မှာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်လောက်ဆောင်တဲ့သဘောပေါက်မယ်ထင်ပါတယ်တောက်ကြသားသမီးတွေကအသက်ကြီးပိုင်းမှာနည်းနည်းလေးဝိဖြစ်တာဖြစ်တဲ့အတွက်ဒုတိယအရွယ်ဖြစ်တဲ့22ကနေ42အတွင်းမှာတေးချာချာစူးစမ်းပါလို့ပြောရင်းနဲ့ဒီဗီဒီယိုနှိကုံချုပ်ပါတယ်တောက်ကြသားသမီးတွေအားလုံးအဆင်ပြေကန်ကောင်းကြပါစေဗျာ